မြန်မာလိုသိထားရုံနဲ့ကိုရီးယား EPS ဆံပွဲမှာများစွာအထောက်အကူဖြစ်စေမယ့်အကြောင်းအရာတွေကိုဒီနေ့ပြောပြပေးတော့မှာဖြစ်ပါတယ်။မင်္ဂလာပါမိတ်ဆွေကကိုရီးယားဇာလေ့လာနေသူဆိုရင်ဒီအကြောင်းအရာတွေကိုမဖြစ်မနေသိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ကကိုရီးယားလိုမလေ့လာခင်မှာမြန်မာလိုအရင်လေ့လာကြည့်ကြရအောင်။ကိုရီးယား EPS ဆံပွဲမှာသူတို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့သတင်းအချက်အလက်တွေကိုမဖြစ်မနေမေးလိရှိပါတယ်။အဲ့ဒီအတွက်ကြောင့်ကိုရီးယားနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့သတင်းအချက်အလက်တွေကိုကျွန်တော်တို့ကကိုရီးယားလိုမဖတ်နိုင်ခင်မှာမြန်မာလိုအရင်သိထားရင်ကိုရီးယားစာလေ့လာတဲ့အခါမှာပို့ပြီးလွယ်ကူပါလိမ့်မယ်ကျွန်တော်တို့အရင်ဆုံးသူတို့ကိုရီးယားနိုင်ငံရဲ့နှုတ်ဆက်ခြင်းယဉ်ကျေးမှုအကြောင်းကိုလေ့လာကြည့်ကြရအောင်ကိုရီးယားနိုင်ငံတွင်တစ်ဖက်လူပေါ်မူတည်၍နှုတ်ဆက်ပုံနည်းလမ်းတွေကခွဲပြားပါတယ်မိမိထက်အသက်ကြီးသူသို့မဟုတ်ယာတုဂုံရှိန်မြင့်သူတွေကိုအညာဆေယိုအညာရှိမီကာကောင်းငုံ၍တို့၎င်းခါညွတ်၍တို့၎င်းနှုတ်ဆက်ကြပါတယ်။ကောင်းငုံခြင်းသို့မဟုတ်ခါညွတ်ခြင်းမှာတစ်ဖက်လူပေါ်လေးစားမှုကိုဖော်ပြသည့်အမှုအရာဖြစ်ပါတယ်။ဒီအရာလေးကလည်းဒါကစမဝဲမှာမြင်နိုင်ပါတယ်။ကိုရီးယားလူမျိုးတွေကမိမိထက်အသက်ကြီးသူယာတုဂုံရှိန်မြင့်သူတွေနဲ့နှုတ်ဆက်တဲ့အခါမှာဘယ်လိုနှုတ်ဆက်ပါတယ်လဲဒါလေးသိထားရင်မိတ်ဆွေတဲ့အထောက်အကူဖြစ်ပါလိမ့်မယ်တစ်ဖက်တွင်မိမိထက်အသက်ငယ်သူသို့မဟုတ်ရင်းနှီးသူတွေကိုနှုတ်ဆက်တဲ့အခါမှာဆိုရင်အညောင်ပြောဆိုကလက်တစ်ဖက်ကိုအသာအရာမြှောက်ပြရင်သို့မဟုတ်လက်ဝဲရန်ရင်ဖြင့်ဝမ်းသာအားရဖြစ်မိကြောင်းကိုဖော်ပြကြပါတယ်ဒါလေးလည်းမေးလေးရှိပါတယ်မိမိထက်အသက်ငယ်သူရင်းနှီးသူတွေနဲ့နှုတ်ဆက်ရင်ဘယ်လိုနှုတ်ဆက်ပါသလဲဒါလေးသိထားရင်မိတ်ဆွေတို့အကျိုးရှိပါလိမ့်မယ်ပြီးတော့အညာဆေယိုအညာရှိမနီကာအညာစတဲ့နှုတ်ဆက်တဲ့စကားတွေကိုအချိန်အကန့်အသတ်မရှိနေ့လယ်ညမနက်နေ့လယ်ညမြည်သည့်အချိန်တွေမဆိုအသုံးပြုနိုင်ပါတယ်ပြောချင်တာကမိမိမိတ်ဆွေနဲ့တွေ့တဲ့အခါမှာဘယ်အချိန်မဆိုဒီနှုတ်ဆက်စကားတွေကအချိန်ကန့်သတ်ထားခြင်းမရှိပါဘူး။မိမိထက်ယာရုကြီးသူအသက်ကြီးသူနဲ့တွေ့တဲ့အခါမှာအညာစီယိုလို့နှုတ်ဆက်လို့ရပါတယ်။မိမိနဲ့ရင်းနှီးတဲ့သူနဲ့ဘယ်အချိန်မှာပဲတွေ့အညာဆိုပြီးနှုတ်ဆက်နိုင်ပါတယ်။တရားဝင်အခမ်းအနားတွေမှာသို့မဟုတ်အလုပ်ကိစ္စတွေမှာအဓိကအားဖြင့်လက်ဆွဲနှုတ်ဆက်ကြပါတယ်။သို့သောမိမိထက်အသက်ကြီးသူဂျာရုအလွန်မြင့်မားသူတွေနဲ့လက်ဆွဲနှုတ်ဆက်တဲ့အခါမှာတော့ဘယ်ဘက်လက်ဖြင့်ညာဘက်လက်မောင်းသို့မဟုတ်ညာဘက်လက်ဖွားကိုအောက်မှပံပိုးမကူကနှုတ်ဆက်ခြင်းမှာယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်။ဒါလေးကလည်းသိထားဖို့လိုအပ်ပါတယ်။တရားဝင်အခမ်းအနားသို့မဟုတ်အလုပ်ကိစ္စများတွင်မူအဓိကအားဖြင့်လက်ဆွဲနှုတ်ဆက်လေးရှိကြပါတယ်။နှုတ်ဆက်တဲ့အခါမှာလည်းညာဘက်လက်ဖွားသို့မဟုတ်အောက်မှပံပိုးမကူကနှုတ်ဆက်ခြင်းမှာယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်